Bismillahirrahmanirrahim. Assalamualaikum. ကျွန်မဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ Hazrat Ali radiyallahu anha နဲ့ Yahudi ရဲ့အမေအဖေပေါ့နော်။အဲ့ဒီ Hazrat Ali စီကိုတနေ့ Yahudi အဖွဲ့တစ်ဖွဲ့လာ Yahudi ဆိုတော့ Jew တွေပေါ့နော်။တစ်ဖွဲ့လာသူတို့ကလည်း Ali ကဘလောက်ပညာ knowledge ပညာရှိတယ်ဆိုတာကိုသူတို့ကောင်းကောင်းသိတယ်။ Hazrat Ali ရဲ့ပညာကိုဥပမာပေးရရင်ကျွန်တော်တို့ရဲ့တမန်တော်မြတ်ကြီးဆလလောအလိုင်ဝါဆလမ်ကပြောထားတဲ့ hadith ထဲမှာငါဟာတဲ့ knowledge နဲ့ပညာရဲ့မြို့ဖြစ်လို့ရှင်အလီဟာအဲ့ဒီမြို့ရဲ့တကားဖြစ်တယ်ဆိုပြီးတော့တင်စားပြီးပြောထားတာပေါ့နော်သူရဲ့knowledge ပညာကိုအဲ့ဒါကိုလည်းအားလုံးကသိကြပါတယ်ယဟူဒီတွေကလည်းစဉ်းစားပြီးတော့လာတယ်ငါတို့ကအလီကိုမေးခွန်းနေမေးပြီးတော့ရှုံးအောင်လုပ်မယ်အဲ့လိုရှုံးအောင်လုပ်လိုက်လို့ရှိရင်မွတ်စလင်ပရိသတ်တွေအတွက်ကြည်နေတဲ့မွတ်စလင်အဲ့ဒီမှာရှိတဲ့မွတ်စလင်အုပ်စုတွေပရိသတ်တွေအတွက်အစ္စလာမ်ပေါ်မှာထင်အောင်ထင်မှားတွေဖြစ်ကုန်မှာသိရမလားအစ္စလာမ်ပေါ်မှာမွတ်စလင်တွေရဲ့အတွေးခေါ်တွေပြောင်းလဲကုန်မှာပေါ့ဟာဘာတွေလဲဆိုပြီးတော့တကယ်လို့ရှုံးသွားရင်ပြောမွတ်စလင်တွေအတွက်စဉ်းစားစရာတွေဖြစ်ကုန်မယ်ဆိုပြီးတော့ planning အပြည့်နဲ့လာသူတို့ကလာပြီးတော့ဘာတောင်းဆိုလဲဆိုတော့ငါတို့မေးခွန်းမေးမယ်ဒါပေမဲ့အဲ့ဒီမေးခွန်းရဲ့အဖြေကိုမင်းတို့ရဲ့ကုရ်အာန်နဲ့ကနေမဖြေရဘူးအကိုကားတွေ reference တွေနဲ့မဖြေရငါတို့ရဲ့ဒီယဟူဒီတွေရဲ့စာအုပ်ဖြစ်တဲ့တောရတ်ကနေဖြေရငါတို့စာအုပ်ထဲကအကိုကားနဲ့မင်းဖြေရအဲ့ဒီထဲက reference ပေးပြီးဖြေရမယ်လို့ပြောထားသူတို့ကတော့မဖြစ်နိုင်ဘူးထင်ပြီးတော့ပြောတာပေါ့မဖြစ်နိုင်ဘူးငါတို့မဖြစ်နိုင်တာနေမေးမယ်အဲ့တော့သူတို့ကကုရ်အာန်ပဲတည်တာငါတို့တောရတ်ကိုတည်တာမှမဟုတ်ဘူးအဲ့တော့ငါမေးမယ်ဆိုပြီးတော့အဲ့လိုပြောတာနောက်ပြီးတော့အဲ့ဒီထဲကခေါင်းဆောင်တယောက်ကရှေ့ထွက်လာပြီးဘာပြောလဲဆိုအိုးအလီငါတို့ကတော့ကြားဘူးတယ်ခင်ဗျားကတော့ knowledge ပညာမှာအသိဉာဏ်ကျွယ်ဝတယ်ဆိုပြီးတော့အဲ့ဒါနဲ့ Hazrat Ali ကပြောတယ် okay အဲ့ဒါငါတို့မေးခွန်းနေမေးမယ်တောရတ်ကျန်နေကနေမေးခွန်းနေမေးမယ်တကယ်လို့အားလုံးရဲ့အရှိမှာခင်ဗျားဒီမေးခွန်းတွေကိုဖြေနိုင်ရင်ကျွန်တော်တို့ကခင်ဗျားကိုဘာဘူးလ်အီလမ် knowledge ရဲ့အသိပညာလမ်းကြောင်းကြီးပေါ့စာအုပ်ကြီးဆိုပြီးတော့ယူဆလက်ခံနိုင်တယ်ပညာစမ်းသပ်တာပေါ့ Hazrat Ali ကပြောတယ်ပြုံးပြီးတော့ okay သဘောတူတယ်ဘယ်လိုပဲမိကြိုက်တယ်လို့မေးကြိုက်တယ်လို့ကြိုက်တဲ့ဘက်ကမေးငါမင်းတို့ရဲ့အမေကိုငါအဖြေပေးမယ်ပေါ့မင်းတို့ရဲ့မိခွန်းရဲ့အဖြေကိုပေးမယ်ပြီးတော့ Hazrat Ali ကပြောလဲအခုစကားနဲ့ပြောလို့ရှိရင်တော့မင်းတို့ငါ့ကိုစမ်းဖို့လာတယ်ပေါ့လေငါမင်းတို့ရဲ့မိခွန်းနဲ့ပတ်သက်လို့ဘာမှမမေးဘူးမင်းတို့ကြိုက်တာမေးမင်းတို့ဘယ်ကနေမေးမလဲဘယ်ကနေဘယ်မိခွန်းမေးမလဲဘာနဲ့ပတ်သက်ပြီးမေးမလဲဆိုပြီးတော့ငါဘယ်မှမမေးဘူးခမငါ deal တစ်ခုလုပ်မယ်တကယ်လို့ငါမင်းတို့ရဲ့မေးတဲ့မိခွန်းတွေအားလုံးဖြေနိုင်တယ်ဆိုလို့ရှိရင်မင်းတို့အစ္စလာမ်ကိုလက်ခံမလားသူတို့ကတော့မဆိုင်မတော့ပြောတယ်definitely ငါတို့လက်ခံတယ်အဲ့ဒါသူတို့ကထင်ထားတာဟုတ်သူဖြေနိုင်မှာမဟုတ်ဘူးဆိုပြီးတော့သူတို့ကplanning နဲ့လာတာဒီနေ့ကျွန်တော်ခင်ဗျားဒီမိခွန်းတွေကိုဖြေနိုင်ရင်ကျွန်တော်တို့အစ္စလာမ်လည်းလက်ခံတယ်ခင်ဗျားကိုလည်းကျွန်တော်တို့ယုံကြည်လိုက်မယ်ခင်ဗျားတင်ယူခဲ့တဲ့သူဘသူစီကခင်ဗျားပညာတင်ယူခဲ့တယ်တမန်တော်မြတ်ပဲဖြစ်ဖြစ်ဆလလောလ္လာဟ်ဝါဆလမ်အဲ့ဒါအလ္လာဟ်ရဲ့နဗီဆိုတာကိုကျွန်တော်တို့လက်ခံလိုက်သူတို့ကအဲ့လိုပြောတာဒါနဲ့ Hazrat Ali ကကောင်းပြီးတန်းလောက်လိုက်တယ်လောက်ပြီးတော့အားလုံးထိုင်ပြီးတော့မေးဖြေစောင့်နေတာယဟူဒီတွေကတွက်ထားတာပေါ့ဒီဂျိုးတွေကငါတို့ကဒီနေ့သူ့ကိုရှုံးအောင်တိုက်မယ်ပေါ့မရရင်ရတဲ့ဘက်ကတိုက်မယ်ပေါ့အားလုံးငြိမ်သက်ပြီးတော့အားလုံးကခါရဲမေးခွန်းကိုပဲနားဆွင့်နေကြတဲ့အချိန်မှာမေးခွန်းစပြီးနေယဟူဒီတယောက်ကဘယ်အရာလဲတဲ့အလ္လာဟ်အတွက်မဟုတ်အဲ့ဒီမှာအားလုံးကကြည့်ဘာမေးခွန်းကြီးလဲပေါ့ဒီချိန်မှာ Hazrat Ali ကပြုံးပြီးတော့အဲ့ဒီလူရဲ့မျက်လုံးထဲမှာကြည့်ပြီးတော့ပြောတာလုံးဝမဆိုင်မတော့အဲ့ဒါက shirk ဖြစ်တယ်တဲ့အလ္လာဟ်ကပါဖြစ်ပြီးတန့်ရှင်းတော်မူတဲ့
ဝါဒဟူလာရှရီကလဟူဖြစ်တယ်အလ္လာဟ်တယောက်တည်းတခြားကိုယ်ွယ်ထိုက်တူမရှိဘူးအဲ့တော့အဲ့ဒီအတွက်အလ္လာဟ်အတွက်မဟုတ်တာကရှirkဖြစ်တယ်ဒါနဲ့ကောင်းပြီနံပါတ်1အလ္လာဟ်ရှိတဲ့နေရာဘယ်နေရာလဲဆိုလူတွေကစဉ်းစားတယ်အလ္လာဟ်နေရာတိုင်းမှာရှိတာပဲဒီဖြေကိုတော်ရကျမ်းနဲ့ဖြေရမယ်လို့ပြောတော့အလီကပြောတယ်တော်ရတဲ့ reference ပေးပြီးတော့ပြောတယ်ဘယ် page မှာရေးထားတယ်မှတ်လားတဲ့မူဆာအလိုင်စလမ်စီကိုဖရစ်တာတယောက်လာတယ်တဲ့အဲ့ဒီချိန်မှာမူဆာအလိုင်စလမ်ကမေးတယ်ဘယ်ကလာလဲဆိုတော့အဲ့ဒီဖရစ်တာကပြောတယ်arsh ပလင်နေရာကပလင်ကဘယ်မှာလဲကောင်းကင်ခုနှစ်ထပ်မှာနောက်တစ်ယောက်ဖရစ်တာလာတဲ့အချိန်မှာမူဆာကမေးတယ်ဘယ်ကလာလဲဆိုဖရစ်တာကဖြေတယ်မြေကြီးရဲ့ခုနှစ်လွှာအောက်ကတတ္တမအလွှာလာတယ်လို့ပြောတယ်ဒါနဲ့မူဆာကပထမဖရစ်တာကိုမေးတယ်ကောင်းကင်ခုနှစ်လွှာနဲ့နင်းနဲ့အနီးဆုံးကဘယ်သူလဲဆိုတော့အလ္လာဟ်လို့ဖြေနောက်တစ်ယောက်ဖရစ်တာကိုမေးတယ်မြေကြီးခုနှစ်လွှာမင်းနဲ့အနီးဆုံးကဘယ်သူလဲလို့မေးတော့အလ္လာဟ်လို့ဖြေတယ်ဆိုတော့ reference နဲ့တကွာတော်ရရဲ့ reference အမြင့်ဆုံးနဲ့အနိမ့်ဆုံးမှာအလ္လာဟ်နေရာတိုင်းမှာရှိတယ်ဆိုတာကိုအလီကဖြေဒါလူတိုင်းကသိတယ်အလ္လာဟ်နေရာတိုင်းမှာရှိတယ်ဒါပေမဲ့အလီကိုစမ်းတက်တဲ့အနေနဲ့တော်ရထဲမှာပါတဲ့အဖြေတိုင်းသူကဖြေသွားတယ်သူတို့ကမေးတဲ့အတွက်အလီကလည်းဟဇရတ်အလီကလည်းတော်ရထဲမှာရေးထားတဲ့အတိုင်းပဲဖြေယဟူဒီတွေကအော်ဒီကတယောက်မြင်တာတယောက်ကြည့်နေကြဒါနဲ့နောက်မေးခွန်းတစ်ခုအိုအလီအလ္လာဟ်နဲ့ဝေးတဲ့နေရာပါလေအလ္လာဟ်နဲ့နီးကပ်မှုမရှိဘူးပေါ့အလ္လာဟ်နဲ့ဝေးတဲ့နေရာအလီကပြောတယ်ဇွလ်နှိပ်စက်မှုရက်စက်မှုဟာအလ္လာဟ်နဲ့နီးကပ်မှုမရှိဘူးဘာဖြစ်လို့လဲဇွလ်လုပ်တဲ့လူတွေကအလ္လာဟ်နဲ့ဝေးနေတယ်အလ္လာဟ်ကဇွလ်ကိုမကြိုက်အဲ့ဒီခေါင်းဆောင်တွေကရှုံးနေပြီပေါ့နော်ဒါငါတို့နီးပြူဟာတွေတုံးရတော့မရတော့ဘူးငါတို့အဲ့မှာမေးခွန်းပြောင်းဖို့စဉ်းစားလာသိရမလားအဲ့ဒီအချိန်မှာနောက်ပါမေးလေအိုးအလီခင်ဗျာပြောနိုင်လားတဲ့စမ်းကြောင်းတစ်ခုရှိတယ်ရေစီးတဲ့စမ်းကြောင်းတစ်ခုရှိတယ်အဲ့ဒီစမ်းကြောင်းကကဘာမြေပုံပေါ်မှာပထမဆုံးစီးဆင်းတာတဲ့အဲ့ဒါဘယ်စမ်းကြောင်းလဲဆိုအဲ့နဲ့အလီကမေးတယ်ခင်ဗျားတို့စိတ်ထဲမှာထင်နေမှာပဲတဲ့မှန်မှန်ပြောတဲ့ခင်ဗျားတို့စိတ်ထဲမှာဘိုက်တုလ်မူကဒတ်မစဂျစ်အက်ဆာမရှိတဲ့ကြောက်ရဲ့အောက်ကစမ်းကြောင်းလို့ခင်ဗျားထင်နေမယ်တဲ့အဲ့နဲ့သူတို့ဟုတ်တယ်ဒါပေမဲ့အဲ့ဒါမဟုတ်ဘူးတဲ့ဟဇရတ်အလီကပြောတယ်မင်းတို့အချင်းချင်းပြန်ညှိလိုက်အောင်တဲ့ပြန်မေးလိုက်အောင်တဲ့အဲ့ဒါပထမဆုံးစမ်းကြောင်းမဟုတ်ဘူးတဲ့ပထမဆုံးစမ်းကြောင်းကတဲ့ဟဇရတ်ခိဇ်အလိုင်စလမ်ရေတောက်ခဲ့တဲ့စမ်းကြောင်းနဲ့ယခုထိစီးဆင်းနေတာဖြစ်တယ်တဲ့မင်းတို့ပြန်ပြီးတိုင်ပင်လိုက်ကြအောင်ဆိုပြီးတော့ပြောတယ်ဒါနဲ့မင်းကိုနေချက်ချင်းဖြေတော့ဟိုဘက်ကညစ်လာပြီဟာဒီကောင်ကမင်းကိုနေအကုန်ချက်ချင်းဖြေနေပါပေါ့လာပါဘာလားပေါ့ရှုံးမှလည်းကြောက်လာတဲ့အချိန်မှာမင်းကိုနေကိုမြန်မေးကြမင်းကိုအားလုံးကိုလည်းဖြေတယ်နောက်ပြီးသူတို့ရဲ့တော်ရရဲ့အကိုးကားနဲ့ဖြေတယ်အဲ့ဒီမင်းကိုနေဆိုခက်ခဲအောင်ထပ်မြန်ပြီးမေးမယ်ဆိုပြီးသူနောက်ဆုံးဖဲချက်ကိုထုတ်တုံးကြတော့မယ်ပေါ့နော်အဲ့လိုသူတို့ကစီစဉ်လာတာသူဒီကောင်အတွက်ဒီလောက်လွယ်နေလို့ရှိရင်ငါတို့နောက်ဆုံးဖဲချက်ထုတ်ကြမယ်ဆိုပြီးတော့သူတို့အဲ့ဒီမှာစီစဉ်ပြီးတော့သူတို့နောက်ထပ်မေးခွန်းနေမြန်ပေါ့မေးဖို့သူတို့ဆုံးဖြတ်လိုက်တယ်ကျမဒီအကြောင်းရင်းကိုအပိုင်း1အနေနဲ့ဒီနားလေးမှာပဲရပ်ထားမယ်เนาะအပိုင်း2ကိုဆက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အစ္စလာမ်အလိုင်ကွမ်